Hello အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တူလာပါဒီနေ့ကျုပ်ရေးချထားတဲ့ကော့တေးလေးကတော့ whisky ကော့တူတစ်မျိုးဖြစ်တဲ့ whisky smack ကော့တေးလေးပဲဖြစ်ပါတာခင်ဗျာဒီကော့တေးလေးရဲ့ပါဝင်မဲ့ပစ္စည်းလေးတွေကတော့ whisky lemon juice honey syrup လိုပဲဖြစ်ပါတာခင်ဗျာ Okay ဗီဒီယိုလေးကိုစလိုက်ရအောင် whisky 45 ml ထည့်ပါမယ်Lemon juice 20 ml ထည့်ပါမယ် Honey syrup 30 ml ထည့်ပါမယ် Okay ရေခဲထည့်ပြီးရှယ်လိုက်ရအောင်ခါနည်းလေးထည့်ပါမယ်ချို့ချင်းလေးနဲ့အရန်ကိုတောက်လို့ကောင်းတဲ့ whisky smack cocktail လေးပဲဖြစ်ပါလားခင်ဗျာ